ငိုရောင်ကော်ဖီဆိုင်လက်ပတ်နာကြီးလေးစိတ်ရက်သွားတဲ့နေ့ပေါ့ချစ်ရသူပြောခဲ့ဘူးတဲ့တန်နေရာဆက်ဆက်ဟာ3 နှစ်နဲ့တက်တန်းကုန်ခဲ့တယ်အိမ်ရှိကပြိုရင်းလေးတဲ့အငိုရောင်ပန်းနေပွင့်နေတတိယစိတ်ဟာနေနေညမရွေးဘူးဘာမှမတက်နိုင်တဲ့ဘောရတယ်ဘယ်ပြန်လာခြင်းမှမလဲဆူတောင်းနေဟာလေတက်နိုင်ခြင်းလို့မမြင်မှန်းမသိခဲ့ရယူအမှန်မှာဟိုးဝေးကြီးစီကိုခြေလမ်းပေါင်းများစွာလမ်းပြီးထွက်ခွာသွားခဲ့သူကနင်းဖြစ်ပေမဲ့မောပန်းကျန်နေခဲ့သူကငါဖြစ်ခဲ့ရတယ်ဟုတ်ပါတယ်ကျွန်တော်ကမွေးရပါနှလုံးအားနေပါတယ်ဒီရက်ပိုင်းအဆင်ပြေရဲ့လားသူနဲ့ရောအဆင်ပြေရဲ့လားနိုင်ရောစင်ကြောင့်သာမေးရတာပါမင်းကပျော်နေတတ်တဲ့သူပဲငါတို့ရဲ့ဝေးကွာရခြင်းတန်ဖိုးရှိမှာပါချစ်ချင်းမြတ်တာနဲ့တဘောစာလွဲခဲ့ရပြီးအချစ်ဦးနေကထာဝရလွဲခဲ့ရသူဘယ်ဘဝရောက်နှောင်းအားအကောင်လေးတွေနဲ့တွေ့တိုင်းစိတ်ချလက်ချသာထားခဲ့ပါသူတို့ဟာဝစ်ကြွေးမကြည့်ခြင်းသူတွေပြောပြခြင်းနဲ့အကြောင်းတွေရှိတယ်သိလဲမသိစေခြင်းမို့ငါရင်နဲ့ပေါ်သွားဖို့အတွက်လောက်နဲ့မင်းဝမ်းနေရတယ်ဆိုရင်ဘယ်တရားမှမလဲထားလိုက်ပါတော့ဟာတာရီဖမ်းမိတဲ့အခါခဏတာရေမောလိုက်မိပဲမယ်ပြီးသွားတော့လေထုံးစံအတိုင်းပါပဲအနာတရားတွေကြားတဲ့ကနေရေပြုံးနေနိုင်သေးတာကိုပဲဂုံယူလို့ကိုမဆုံးဘူးကြွေကြကန်ဒီတည့်ရွက်လေးမြင်ရင်ကျွန်တော်ကိုသတိရပါပြီးတော့သူတို့နောက်ဆုံးကြွေကြသွားတဲ့အချိန်ထိစောင့်ကြည့်ပါကိုချင်းစာစိတ်ဟာလောကမှာအရေးကြီးပါတယ်ကြပြာရေးနေတာမဟုတ်ဘူးစာစီပြနေတာမဟုတ်ဘူးမျက်ရည်ဟာလူနဲ့တဲ့ကြောင်နောင်လာနောက်သားတွေနားလည်နိုင်စေဖို့ဘဝနဲ့ယဉ်ပြီးအသိပညာပေးနေတာမုတာဝါရာဝေရာမဏိတိတ်ခါဗရန်တမာရိယာမိမြတ်စွာဘုရားစီမှာအာမဘန်နေခံခဲ့ပြီအခုကစလို့ရှေ့လျှောက်မချစ်တော့ဘူးလို့ပဲဖြေမယ်မင်းနဲ့တောင်ဝေးခဲ့ပြီးမှတော့ငရဲဆိုတာလေပန်းနဲ့ပေါက်တလောက်ပဲရှိမှာပေါ့ချစ်တော့အသေးအဖွဲဆုံးရှုံးမှုလေးရဲ့အတွက်မျက်ရည်တွေကိုပေါ်ပေါ်တည်တည်မသုံးပါနဲ့တကယ်တမ်းဆုံးရှုံးမှုအစ်စ်တွေနဲ့ကြုံတဲ့အခါသူတို့ကပဲစီးတစ်ခွက်အဖြစ်ရှိနေပြီးမှတစုံတစ်ခုကိုမမောပမှန်လိုက်ရှာနေရမြင်တော့လူတွေကမင်းပစ္စည်းလေးပျောက်သွားလို့လားတဲ့လူမြင်မကောင်းသူမြင်မကောင်းရှုံးပွဲချမှုခဲ့မိတယ်သူများပစ္စည်းလေးကိုကျွန်တော်ကလေအကြောင်းတွေလည်းထက်လာပါပြီအကြောင်းတွေလည်းထက်လာပါပြီကံကုန်ရင်လည်းပုံလိုက်ပါတော့ပြန်ဆုံးရင်လည်းတုံလိုက်ပါတော့အခုလိုရာသီမျိုးရောက်ရင်အမွေးပွားအနှွေးရည်လေးနဲ့ချစ်စရာကောင်းနေရောမယ်ပွဲတော်ရက်တီရောက်ပြီဆိုရင်လိုချင်တာတွေကိုပူဇော်ပြီးစူပုတ်နေရောမယ်ချစ်တော်မျက်စိနဲ့ကြည့်တော့ကြည်နူးစရာသို့တော်ညာလွမ်းတဲ့စိတ်နဲ့ချင်းကပ်ကြည့်ပြန်တော့ပုံရိပ်မှန်သမျှကနာကျင်စရာငါညီရေဒီတစ်ခေါက်တော့ကော်ဖီတစ်ခွက်ပဲချကွာမင်းအမကအကိုကိုစိတ်ဆိုးနေပုံရတယ်တက်လုံးဘယ်တော့မှပြန်မလာတော့ဘူးတဲ့
လင်းတင်